မင်္ဂလာပါရှင်ဝါရင်းကာလမှာဘုံကြီးစွန့်ကပ်ဖို့အချိုပွဲလေးစဉ်းစားရခက်နေတယ်ဆိုရင်လောက်ရလွယ်ပြီးတော့အရန်စားလို့ကောင်းတဲ့တာကူအုံတို့ကြောက်ကြောအချိုပွဲလုံးလေးလေးမျှဝေပေးခြင်းပါတယ်တာကူစီထမင်းစားစောနဲ့ဆယ်စောမှာနှုတ်စီဘူးနဲ့ဆိုရင်ဘူးတဝက်စာရှိပါတယ်တကြားကိုထမင်းစားစောနဲ့ဆယ်စောမှာဆယ်စောကမောက်မောက်ကြီးမဟုတ်ဘူးနော်ဇွန်းနဲ့ကွက်တီအနေထားလောက်ပဲချိန်ပြီးတော့ထည့်ပါရှင်အုံတို့ရေဘူးသေးလေးတစ်ဘူး 200ml သုံးပါမယ်ကြောက်ကြောမုတ်ကတော့ထမင်းစားစောနဲ့တဇွန်းနဲ့တဝက်ပါစားလေးအနှဲငယ်လိုပါတယ်တာကူစီကြိုဖို့အတွက်အိုးထဲကို1လီတာရေတန့်ဘူးနဲ့3ပုံပုံရင်2ပုံစာလောက်ထည့်လိုက်ပါမယ်ပြီးရင်ပွက်ပွက်ဆူလာတဲ့အထိတည်ထားပေးပါမယ်ရေပွက်ပွက်ဆူလာပြီဆိုရင်တော့တာကူစီထည့်ပြီးတော့မီအားအလဲလဲလောက်နဲ့10မိနစ်လောက်ကြိုပေးနေပါမယ်ကြိုနေတော့အဆက်မပြတ်မှွေပေးပါနော်10မိနစ်လောက်ကြိုပြီးပြီဆိုရင်တာကူစီလေးတွေကတဝက်လောက်ကျက်သွားတဲ့အနေထားရပါပြီဒီတာကူစီလေးတွေကိုပကံလေးတစ်ခုတည်းလှည့်ပြီးတော့သူ့အပူလေးနဲ့သူကျက်သွားအောင်လို့အပေါ်ကအဖုံးလေးတစ်ခုလုံအောင်အုပ်ထားပေးပါမယ်ကြောက်ကြောကြုံမဲ့အိုးတွေကိုတကြားထမင်းစားစွန်းနဲ့ဆယ်စွန်းကြောက်ကြောမုတ်ထမင်းစားစွန်းတစွန်းနဲ့တဝက်စားထည့်ပါမယ်စားလေးအနှဲငယ်ထည့်ပါမယ်အမုံနဲ့အားလုံးတမသွားအောင်မှွေပေးပါမယ်အားလုံးတမသွားပြီဆိုရင်ရေ800ml ထည့်ပါမယ်ရေကိုတော့1လီတာရေတန့်မှုတစ်ဘူးကိုအောက်မှာလက်3လုံးစာလောက်ပဲခြံပြီးတော့ထည့်ပေးပါမယ်ရေနဲ့အမုံနဲ့အားလုံးတမသွားအောင်မှွေပြီးပြီဆိုရင်တော့မီးဖွင့်ပြီးတော့စပြီးတော့ကြိုပေးပါမယ်10မိနစ်လောက်ကြိုပေးလိုက်ရင်အမုံနဲ့အားလုံးပျော်ပြီးတော့ကြောက်ကြောရေကလည်းပွက်ပွက်ဆူလာပါလိမ့်မယ်ကြောက်ကြောရေလေးဆူလာပြီဆိုတာနဲ့ခုနကြိုထားတဲ့တာကူစီတွေထည့်ပေးလိုက်ပါမယ်တာကူစီလေးတွေထည့်ပြီးတော့ပြန်ပြီးတော့ဆူလာတဲ့အနေထားရောက်တဲ့အထိကိုကြိုပေးပါမယ်တာကူစီလေးတွေပြန်ပြီးတော့ဆူလာပြီဆိုရင်အုံတို့ရေ 200ml ဘူးသေးတစ်ဘူးထည့်လိုက်ပါမယ်အုံတို့ရေထည့်ပြီးရင်လည်းနောက်ထပ်တစ်ခါပြန်ပြီးတော့ပွက်ပွက်ဆူလာတဲ့အထိကိုမှွေပေးပါမယ်အခုဆိုရင်အုံတို့ရေလေးပြန်ဆူလာပါပြီတာကူစီလေးတွေကလည်းမျက်စံပြောက်တက်လောက်ဖြစ်နေပါပြီအရသာစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့မီးပိတ်လိုက်လို့ရပါပြီရှင်ကြောက်ကြောကြိုချိန်အားလုံးပေါင်းမိနစ်20လောက်ရှိပါတယ်မီးပိတ်ပြီးပြီဆိုရင်တော့အေးခံမဲ့ပန်းလေးတွေကိုလောင်းထည့်လိုက်ပါမယ်အပေါ်ဘက်ကအမြုပ်လေးတွေဖယ်ထုတ်ပေးပြီးတော့အခန်းပူချိန်မှာပဲလုံးဝအေးသွားတဲ့အထိအေးခံထားလိုက်ပါမယ်ရှင်ဒါလေးကတော့အခန်းပူချိန်မှာအေးခံထားပြီးလို့ရေခဲတက်တာတဲ့2နာရီလောက်ထည့်ထားပြီးတဲ့အနေထားလေးပါကြောက်ကြောလေးကလုံးဝအေးပြီးတော့ခဲနေပါပြီကိုလိုချင်တဲ့ပုံစံလေးတွေလှီးဖြတ်သုံးဆောင်နိုင်ပါပြီရှင်သူကလှီးတဲ့အခါမှာတာကူစီလေးတွေကတော့ကတ်ပြီးတော့အစိလိုက်လေးတွေနည်းနည်းလေးပြုတ်ထွက်တတ်ပါတယ်တာကူစီလေးတွေကအောက်ဖက်မှာအနေထိုင်ပြီးတော့အောက်မှာတာကူစီတစ်လွှာအပေါ်မှာအုံတို့တစ်လွှာနှစ်လွှာလေးထိုးထားတယ်လို့ထင်ရပါတယ်သူ့အယောင်လေးကလည်းကျမတို့ငယ်ငယ်တုန်းကတောက်ခဲ့ရတဲ့နိုးတစ်ခွလိုအယောင်မျိုးလေးနဲ့တအားကြည့်လို့လှပါတယ်ရှင်အရသာချူချူလေးဟိုမှာတာကူစီလေးတွေကလည်းစားလိုက်ရင်ထုတ်ထုတ်အီအီလေးနဲ့စားလို့အရန်ကိုကောင်းပါတယ်အမြင်လေးလဲလှပြီးတော့အရသာကလည်းချူချူစိမ့်စိမ့်လေးနဲ့တအားစားလို့ကောင်းတဲ့တာကူကြောက်ကြောလေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်